အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမှာတော့ Brilliant 2D software ရဲ့အကောက်ဖွင့်နည်းဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံး Brilliant software ထဲကိုဝင်လိုက်ပါထို့နောက်ဝင်ရောက်ရန်ကိုနှိပ်ပါရှင်ပြီးတော့ဖုန်းမျက်နှာပြင်အောက်ဘက်ခြမ်းမှာရှိတဲ့အကောက်ဖွင့်ရန်ကိုနှိပ်ပေးရပါမယ်ထို့အခါနောက်ထပ်စာမျက်နှာတစ်ခုကြာလာပါလိမ့်မယ်ရှင်ပထမဦးဆုံးလူကြီးမဲ့အသုံးပြုလို့တဲ့အကောက်နာမည်ကိုဖြည့်ပါပြီးတော့လူကြီးမဲ့အသုံးပြုလို့တဲ့စကားဝက်ကိုလည်းဖြည့်ပေးရပါမယ်စကားဝက်ကိုဖြည့်ရမှာကဏ္ဍအနည်းဆုံးလေးလုံးရှိရပါမယ်အပြီးတော့စကားဝက်ကိုပြန်လည်အတည်ပြုပါနေရာတွင်လူကြီးမဲ့အသုံးပြုထားတဲ့စကားဝက်ကိုထပ်ဖြည့်ပေးရပါမယ်ရှင်ပြီးရင်ဖုန်းနံပါတ်ကိုလည်းဖြည့်ပါပြီးတော့ဖိတ်ကြားကုတ်နေရာတွင်လူကြီးမင်းကို Brilliant software မရှယ်ပေးတဲ့သူရှိပါကထိုသူဤဖိတ်ကြားကုတ်ကိုဖြည့်ပါမရှိပါကဖြည့်ရမလို့ပါရှင်ကိုရေးကိုတာမူဝတာကိုသဘောတူပါနေရာတွင်အမှန်ချစ်ကိုဖြည့်ပေးရပါမယ်ပြီးရင်ကောက်ဖွင့်ရန်ကိုနှိပ်ပေးရပါမယ်လူကြီးမင်းရဲ့အကောက်ဖွင့်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီရှင်ကျေးဇူးတင်ပါတယ်